ကျွန်တော်တို့ကဗလာမပါကန်ဆယ်မဲဆိုလို့ဝေပြီးတော့နှိုက်တာပေါ့နော်ကျွန်တော်တို့ရဲ့ကန်တွေကဘလောက်တော့ကောင်းလဲမကောင်းလဲဆိုရင်ဗလာလုံးဝတစ်ခုပဲပါတယ်ကျွန်တော်ကတော့ပေါင်မဲတွေဆိုပြီးတော့မဲမှိုက်ရဆိုရင်တော့မှဗလာကိုပဲနှိုက်မိမှာပါဒါပေမဲ့လေရွာသားရဲ့ကန်ကဘလောက်တော့ကောင်းသွားလဲဆိုရင်တော့ရွာသားအစွမ်းအမခမ်းပါပဲဖင်းတကြမ်းပါပါဒါOh, what the fuck? တရားတန်ဝိုင်းဒီတစ်ခါတကယ်တန်ဝိုင်းကဲတထောင်မိုး3မဲကိုနှိုက်တဲ့ချိန်မှာဒုတိယမြောက်မဲပါတယ်ကျွန်တော်တို့အယုတ်လေးကိုရခဲ့ပါတယ်အဲ့အတွက်ကြောင့်မို့ဘလောက်တောင်တန်လဲမတန်လဲဗျာကဲနောက်ဆုံးတစ်ခေါက်ကိုကျွန်တော်ထပ်ပြီးတော့နှိုက်လိုက်မယ်ဟုတ်တော့ပြောပြရပါပြီလေအော်ရှစ်တယ်ပြောပြကြောင်းစင်ပေါဖြစ်နေတဲ့ကျွန်တော်တို့ဘီးစိတ်တဲ့ Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပါမီတော်မှာဒီနေ့မဖြစ်တာလေဗျာထူးကြလိုက်လို့ကဲပွဲစီလာတာဗျာအဲ့တော့လူကြီးလေးရှိလို့လိုက်ခဲ့ဟုတ်ကျွန်တော်က vlog ရေးလည်းမရိုက်ရကြပြီဖြစ်တဲ့အတွက်ကြောင့်မို့အခုမှပြန်ပြီးတော့ vlog ရိုက်ကြတာဆိုတော့နည်းနည်းလေးစိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်ကျွန်တော်အိုင်ညာကပွဲစီသွားတာပေါ့နော်ဒီဘက်မှာဆိုလဲဝက်သားတုတ်ထိုးတို့အမဲသားတုတ်ထိုးတို့လည်းရှိတယ်ဟိုဘက်မှာဒီဘက်မှာဆိုရင်မာလာရှန်ကောအတူတဲ့ကျွန်တော်သိချင်တာကဗျာမာလာရှန်ကောကအတူရှိလို့လားဟမ်ပြီးတော့ဗျာဒီဘက်ချမ်းမှာဆိုလို့ရှိရင်လေဘာအကောင်းနေလဲမသိဘူးဗျာကြက်ကြော်လာပါလားမင်းကြော်ထားပြီးသားရရှိတယ်ဆိုင်ရှင်ကတော့မတွေ့ရနဲ့ပတ်စံလည်းမတက်နိုင်တာနဲ့ဝယ်မစားတော့ဘူးနောက်မှလည်းလူတွေကတော်တော်များများရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒီဘက်ကိုဘာလာကြည့်တာလဲဆိုတော့ဟိုကြည့်တီကြီးနေဗျာအမှန်တကယ်ကဒီဘက်ကပလာတာဆိုင်ကောင်းမလားဆိုပြီးကြည့်နေရပါတော့ပလာတာလည်းစားချင်စိတ်မရှိတော့တာနဲ့ဟိုဘက်ကအယုတ်လေးတွေလည်းမြင်နေဟိုဘက်မှာလည်းချိုးရဆိုင်ရှိတယ်ပေါ့နော်ဒီဘက်မှာအယုတ်လေးတွေဗျာမြင်လာတော့မသိဘူးဘလာမပါကန်ဆဲမဲတဲ့ my friend ရဲ့တမဲကိုတော့3မဲကို1000နဲ့ဗျာအဲ့ဒါကိုအဓိကကျွန်တော်တိုက်မိနေဗျာဟိုတိုက်ကိုဝေဒီဘက်ကပလာတာစားမလားပလာတာကိုလည်းကြည့်အောင်ဗျာတကယ်စားလို့ကောင်းမဲ့ပုံပြီးတော့ဒီဘက်မှာဆိုလည်းဗျာတော်တော်များများရှိရဗျာဒီဘက်မှာဆိုလည်းအေးတွေလည်းရှိရဗျာဒါပေမဲ့ဝဲတောက်လားဆိုဟိုဘက်ကစကီလေးရောင်းနေအေးပဲတောက်လိုက်တယ်ဟိုဘက်မှာဆိုလည်းအကျော်တယ်လည်းရှိသေးတယ်ပေါ့နော်ဒါပေမဲ့မစားတော့ပါဘူးဟဲ့ဘာလဲဆိုတော့ပတ်စံမပါဘူးလေလို့အဲ့လောက်အဓိကကျွန်တော်တို့လာတာကဒီအယုတ်လေးတွေနှိုက်ဖို့တက်ပေါ့နော်ဒီလိုနဲ့ဗျာကျွန်တော်တို့ကဒီဘက်ကနေနေခွင်းဆွတ်တဲ့အယုတ်လေးတွေကိုရင်စမ်းကြည့်နေပေါ့နော်ခွင်းကကျွန်တော်တို့ဗျာ1000မိုးဆိုရင်9ခွင်းတော့ရမယ်တခွင်းဆိုရင်တရုတ်ရမယ်ဗျာ9ခွင်းဆိုရင်တော့မှ10ရောက်တော့ရမှာနိုးစီဘူးလားဟုတ်ပါဘူးကအဲ့ဒါရှက်ဘူးတွေပေါ့နော်ခွင်းကဗျာရှက်ဘူးခွင်းစားလောက်ပဲရှိရဗျာဘလို့မှလောက်ကတာဟိုပြစ်ကတာတိတ်မလွယ်ပေမဲ့လေအယုတ်လေးတွေသဘောကျတယ်ဗျာအဲ့တော့သွားပြီးတော့ဆမ်းပြီးပြစ်ကြည့်ပါမယ်ဒါနဲ့ပဲကျွန်တော်တို့တွေချက်ချင်းကို9ကွင်းပါတယ်ဗောနော်1000ဘိုးဆိုပြီးတော့ကျွန်တော်2000ဘိုးတက်ပြစ်မှာပဲဖြစ်ပါတယ်ပထမဆုံးပြစ်မှာကတော့ကျွန်တော်ပြစ်မှာဗောနော်အရင်ဆုံးပညာလေးကြည့်နေဟိုမှာရက်လန့်ကြည့်နေဒီကောင်လေးပြစ်ကောပြစ်မှာမဟုတ်လားငါ TV ကကြည့်ရတာဇိမ်ပြက်တယ်တကယ်တော့အဲ့လိုမပြောပါဘူးနော်စတာပါအယုတ်လေးရချစ်စရာလေးဗျအဲ့တော့ပြစ်လိုက်ပါတော့မယ်ဒီလိုနဲ့ရွာသားကျွန်တော်လည်းစတိုင်းနေမလိုက်နေနိုးစီတကြားတွေထည့်ပြီးတော့9ကွင်းလုံးကိုစပြီးတော့ပြစ်တော့မှဖြစ်ပါတယ်ကင်မရာမန်တော်ချက်ပြဘလို့ရိုက်နေမသိကျွန်တော်ဖင်မဲရိုက်နေတယ်လို့ပဲကဲထားပါတော့သူရိုက်ထေးထားတဲ့ပုံစံတိုင်းပဲကြည့်ပါမယ်ဆရာသမားကျွန်တော်ကိုကင်မရာအပုံမဲပြီးမှ6ရက်ပြီးထားတော့ brother တို့ကဘာမှကြည့်လို့ရမှာမဟုတ်ဘူးကျွန်တော်လည်းခေါင်းအောင်ပြစ်ခောက်ပြီးတော့တေးတခြားရိုက်လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ကျွန်တော်9ကွင်းလုံးကိုတေးချာပြစ်တယ်ပေါ့နော်တေးချာပြစ်တဲ့အချိန်မှာတေးချာကြီးကိုလွဲတာပါခင်ဗျာသူမနဲ့တော့မှလွဲခဲ့သေးတာပဲဒီကွင်းလေးတွေမဝင်တာကတော့တိတ်ပြီးမထူဆန်းဘူးပေါ့နော်ကဲကျွန်တော်အတွက်ကတော့9ကွင်းလုံးပြစ်လိုက်တာတကွင်းမှမဆွတ်သွားပါဘူးဒါပေမဲ့လည်းကျွန်တော်ကင်မရာရိုက်ပေးတဲ့သူမင်းကင်မရာရိုက်တာမဟုတ်ဘူးကွာငါရိုက်ပေးမယ်ဆိုရင်ကျွန်တော်ကင်မရာကိုပြန်ယူလိုက်တယ်မဟုတ်ဖုန်းပြန်ယူလိုက်တယ်ဗောနော်ဖုန်းပြန်ယူပြီးတော့မင်းနောက်ထပ်1000ဘိုးထပ်ပစ်ကွာဆိုကျွန်တော်ထပ်ပြီးတော့ပစ်ခန်းလိုက်ပါတယ်အဲ့မှာဆရာသမားဇက်ဆိုကောက်ယူပြီးကွာဆိုကောက်ပြီးပစ်ပါတော့မယ်သူဘယ်လိုပစ်လဲဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်ကြရအောင်ကဲအဲ့မှာကျွန်တော်တို့စပြီးတော့ပစ်ပါတော့မယ်သူပထမဆုံးတကွင်းယူတယ်ဝီးဆိုပစ်လိုက်တယ်ဟိုဘက်ကနော်ဘာလဲရှက်ဘူးတွေပါလွတ်ထွက်မဲ့အနေထားတနေရာတည်းကိုပစ်တာဗျာသိလားအိုးလုံးဝကွာတကွင်းမှမရဘူးဗျာတကွင်းမှမဝင်တာပါဗျာနောက်ဆုံးတကွင်းလွဲတယ်ဗျာကဲမထူးဆန်းပါဘူးသူမနဲ့တော့လွဲခဲ့သေးတာပဲဗျာဒီလောက်လွဲတာကတော့ကျွန်တော်တို့မပြောပါတော့ပါဘူးဒီလိုနဲ့ပတ်ဆက်ရှင်းပြီးတော့ကျွန်တော်တို့နောက်တစ်နေရာကိုထပ်ပြီးသွားပါမယ်နောက်တစ်နေရာကိုဘာသွားလို့မှလဲဆိုတော့နောက်တစ်နေရာမှာကျွန်တော်တို့ဗလာမပါကန်ဆန်းမဲဆိုတဲ့နေရာလေးမှာကျွန်တော်တို့မဲနိုင်ကြည့်ခြင်းလို့ပေါ့နော်ဒီဘက်မှာအယုတ်လေးရှိဗျာအဲ့အယုတ်လေးတွေကဒီတိုင်း plain ဝယ်မယ်ဆိုရင်1000နဲ့ဗျာကျွန်တော်က plain မဝယ်ချင်ဗျာ1000နဲ့ရမလားဆိုပြီးဂုံးစင်းကြည့်မှာပဲဖြစ်ပါတယ်အဲ့တော့မဲဆနိုင်ပါပဲကျွန်တော်တရားကဗျာဘလောက်တောင်ကောင်းလဲဆိုရင်နော်ဗလာဗျာဗလာလုံး
လုံးဝမပေါဘူးဗျာပေါက်မဲတွေကြီးပဲဗျာအယုတ်တွေကြီးပဲပေါက်မှာဗျာဒါပေမဲ့အဲ့ထဲမှာဗလာတစ်ခုပါတယ်ဗျာဗလာမဲတမဲတဲ့ပါတယ်ဆိုရင်တော့မှကျွန်တော်တို့ကအဲ့ဗလာတမဲကိုပဲနှိုက်မိမဲ့အနေထားမျိုးပါဒါပေမဲ့ဘာဖြစ်ဖြစ်စပြီးတော့မဲနှိုက်ကြည့်ပါမယ်ရဒီလိုစားပြရှင်းတယ်စစ်တာကောင်းယူလားကောင်းကြော်ယူလားကောင်းကြော်ရေးပဲစားတော့ဘာမှလုပ်လို့မရဘူးကောင်းကြော်ရေးတို့ရပါရောကိုနဲ့လေကိုနဲ့လေတေချာနိုင်တော့မင်းနဲ့တယ် ညလေးဟာ ဆရာဒီမှာအဲ့ဒါမင်းတို့ရဒီမှာလက်ပတ်လေးအဲ့ဒါကိုတီးကြတယ်အဲ့ဒါကိုတီးကြအော်ဟုတ်တယ်ငါပဲလိုက်ကွာလုံးလိုက်ပြီဘယ်လိုလဲဘောနှစ်ခုရောက်ပါလားအဲ့လိုဆိုတစ်ခုဘယ်လောက်ရောက်ခဏနေပါဦးကားလေးပါလဲ8000နဲ့ပြဆက်ရှိတယ်အာရမိုနိုပိုလီလက်ပတ်တိုင်းယူလားဟမ်8000နဲ့ပြဟိုပဲယူပါမယ်ဟိုပဲပေးသူကပေးလို့ရအဲ့ဒါပဲပေးတာပဲပေးဒါပဲယူပါအဲ့ဒါပဲယူရဒီလိုနဲ့ကျွန်တော်ရဲ့ခေါင်းချော်ရဲ့လက်ပတ်တစ်ခုရဲ့ပြီးတော့မိုနိုပိုလီလေးရဲ့ရလိုက်ပါတယ်မိုက်ပါတယ်ကျွန်တော်တို့ကဗျာပျော်ချင်လို့လုံနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဘလောက်ပဲခဏဖြစ်ဖြစ်ပေါ့နော်ကဲလက်မှာတော့လက်ပတ်လေးပတ်လိုက်တယ်ပေါ့နော်အဲ့မှာအယုတ်လေးတွေကဗျာထပ်ပြီးတော့မေးကြည့်ရတဲ့လောက်ကတော့1000နဲ့ဗျာမလျှော့လို့မရအောင်လျှော့မယ်ဆိုရင်တော့9500အထိပဲလျှော့ပေးနိုင်မယ်အဲ့ဒါနဲ့ကျွန်တော်တို့ကအေးဟိုးဘက်မှာအယုတ်တဲ့ရှိသေးရဲ့ကွာအဲ့မှာထပ်ပြီးသွားနှိုက်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ကဟိုဘက်ဆိုင်နဲ့ဒီဘက်ဆိုင်ကိုခွာပြီးတော့မှဒီဘက်ဆိုင်ကိုပြန်ရောက်လာရပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့စပြီးတော့မဲနိုင်မယ်ပေါ့နော်ထုံးစံတိုင်းပါပဲဗလာမပါကန်ဆန်းမယ်3မဲကို1000ပေါ့နော်ကျွန်တော်တို့မဲနိုင်ရရင်ကောင်းမလားမနိုင်ရင်ကောင်းမလားဆိုစဉ်းစားနေပါတော့နောက်ဆုံးတော့လဲတိုက်ချကွာဆိုပြီးတော့မဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ကဲဒီမှာကျွန်တော်တို့စပြီးမဲနိုင်တော့မယ်ဗျာအော်ဘယ်ဝင်တယောက်နှစ်ဘဲဝင်တယောက်သုံးဘဲဝင်ပိုင်တက်တော့ပွဲဆိုတော့လာတာဟိုကအော်ပိုင်တက်တော့မပါပါလားမပါပါလားကြည့်ရအောင်ဆိုင်နော်ဒီလိုနဲ့ကျွန်တော်တို့တွေမဲလေးတွေစပြီးတော့နှိုက်ပါပြီကျွန်တော်တို့ပထမဆုံးမဲနှိုက်လိုက်တဲ့အချိန်မှာဘာပေါက်မလဲတီတီချာလေးကြည့်တဲ့အချိန်မှာတော့16တဲ့ဘိုင်းဖရန်တို့ရဲ့16ဆိုတာဘာပေါက်သွားရထင်းလဲဘိုဒိုဘိုလီပါတဲ့နှစ်ခုရှိသွားပြီဗျာတကယ်နောက်တစ်ယောက်ထပ်ပြီးတော့နှိုက်ပါမယ်မွေးနေတော့ဘာလို့ပါဟိုလည်းပြအောင်တော့ပင်းတကြမ်းပါပါအော်ဘယ်ဝင်တယောက်ဘယ်ဝင်ဒါအိုးယော what the fuck တရားတန်ဝိုင်းဒီတစ်ခါတကယ်တန်ဝိုင်းအော်ဘယ်ဝင်တယောက်နှစ်ဘဲဝင်တရားတန်ဝိုင်းဒီတစ်ခါတကယ်တန်ဝိုင်းကဲနောက်ဆုံးတစ်ခေါက်ပဲကြတော့တယ်ဘယ်ဝင်တယောက်နှစ်ဘဲဝင်အဲ့လိုပြောwhat the fuck ရပါပြီလေအော်ရှစ်တယ်ပြောအဲ့ချိန်မှာမဲထက်နှက်လိုက်ပြီးတော့ကျွန်တော်တို့ဘာပေါက်သွားလဲဆိုတော့ဘီးစိတ်ကြီးပေါက်သွားပါတယ်တဲ့ကတုံးစပင်ကောက်ဖြစ်နေတဲ့ကျွန်တော်ဘီးစိတ်ပါတယ်ဗျာမိုင်းဖရန်တို့ရာဒါတော့မှဗျာပြတ်ထွက်လာကန်ဒီမှာစိုင်ပန်ရှင်ကတကယ်ရောမဲပေါက်တာဟုတ်လားဆိုပြီးတော့လာပြောသေးတယ်ဗျာအဲ့မှာကျွန်တော်ရှိမှာအသေးတန်ဗျာဘီးစိတ်ကြီးလာတောင်းသွားတာပါတဲ့ခဏနေရောဗီဒီယိုရိုက်မလို့ပြီးမှယူဆိုပြီးပြန်တောင်းပြီးတော့ဗီဒီယိုထဲမှာဒါလေးရတယ်ဆိုပြီးတော့ရိုက်လိုက်တယ်ပြီးတော့ကျွန်တော်ဘီးစိတ်ကိုပြန်ပေးလိုက်ပါတယ်ပေါ့နော်ဟဲကျွန်တော်တော့လည်းသုံးမှမဝင်တာဗျာကဲကျတော့တန်ဝိုင်းပါတော့ဆောင်းနေရုပ်တန်သွားပါပြီဗျာဒီထက်တန်တာဆိုလို့ဘာမှမရှိတော့ဘူးပြီးတော့ဗျာကျွန်တော်တို့ကဘော်ရာရှိပြန်သွားတဲ့အချိန်မှာဘော်ရာတွေကအဲ့လိုအယုတ်ပေါက်သွားတယ်ဆိုလို့ဗျာသူတို့ကမဲနိုင်ခြင်းနေဆိုပြီးတော့ကျွန်တော်တို့မဲပေါက်တဲ့ရှိကိုကျွန်တော်ပြန်ပြီးထက်ရောက်လာခဲ့ပါတယ်ပြီးတော့ကျွန်တော်မဲထက်နိုင်တယ်ပေါ့နော်တကယ်တမ်းကျွန်တော်ဘော်ရာကျွန်တော်ရှိရဗျာအယုတ်ကတ်ဝယ်တာဗျာဟာတာကြီးငေါ့အဲ့ရုပ်ပြောင်းစမ်းမှာကွာငါမရောင်းနိုင်ဘူးတာကြီးမင်းမနှိုက်ရအောင်နှိုက်ဆိုပြီးတော့ကျွန်တော်နှိုက်ခိုင်းလိုက်တာပေါ့နော်အော်ဘယ်ဝင်တယောက်ဘယ်ဝင်ဒီမဟုတ်ပဲတဲ့အော်ဘယ်ဝင်တယောက်နှစ်ဘဲဝင်သုံးဘဲဝင်အားရလက်စတဲ့ပြေဟိုမှာတော့မိုင်းပလိန်ဒီတိုင်းပဲဝယ်ဘယ်လောက်ကြာဒီအကျုပ်ကရှစ်တောင်ဒီပဲတာမင်းအားဒါပဲနှာပြေကြတယ်ဒီကောင်ငါလက်စလေးချင်လိုက်မွေးမယ်ငိုရအဲ့ရဝယ်လိုက်မလားစမ်းနေမျက်နှာလေးတစ်ချက်တော့ပြပါဘလို့နေလဲဟဲ့ဒီနိုင်ဟုတ်ဒီနောက်တော့တက်လိုက်ပဲမတဲ့တော့မရောမသိဒါနဲ့ပဲမကျင်တဲ့ချက်တွေပေါင်းများစွာကျွန်တော်ထပ်ပြီးတော့နှိုက်မှာပဲဖြစ်ပါတယ်မျက်နှာဒီဘက်လေးအော်မဲတော့ဘယ်ဝင်တယောက်နှစ်ဘဲဝင်သုံးဘဲဝင်အလကားလေအလကားအော်ဘယ်ဝင်ဟောတောက်ထိုးရနေအောင်တရားရိုက်ခိုင်းနေဟဲ့နော်6တယ်အားရတော့တော့ဟောက်ပေးလိုက်ပါလားအော်ဘယ်ဝင်တယောက်နှစ်ဘဲဝင်မင်းလေးနဲ့ကန်စား
န်းနေနင်းနိုင်တော့ကြုံနိုင်ပါ့နော် တော်ချင်းနေသောင်းနေလားကြီး မကြိုက်တို့လက်စွပ်တထေးပေါ့ ဟိုဖိုထဲမှာကမီးပြန်လို့ရတယ် 6 ဒီလိုနဲ့လူချင်းတဲ့ရုပ်မပေါက်တာနဲ့ဗျာကျွန်တော်ပေါ်တာကသူ့ကောင်မလေးကိုပေးဖို့အတွက်အရုပ်ကိုဒီတိုင်းပဲဝယ်တော့မှာပါနောက်ဆုံးတော့မပေါက်တော့တဲ့အပြင်မှာဒီတိုင်းပဲ plain ပဲဝယ်လိုက်တော့မယ်အဲ့တော့ကြိုက်တာချကဲဒါလေးအိုးချော်ရရောက်ကဲနောက်ဆုံးတော့ဝယ်လိုက်ရတဲ့ကိန်းပဲပေါ့ဒီတော့ဗျာအရုပ်ဝယ်တာက8000ဗျာအဲ့ဒါနဲ့နောက်ထပ်2000ပို့သေးတယ်1000ပြည့်ချမယ်ဆိုပြီးတော့နောက်ထပ်2000ပို့ထပ်ပြီးမင်းနိုင်တော့မှာပဲဖြစ်ပါတယ်ခဏခဏနေ6တယ်အာမင်းဆိုဒီမှာလဲအားနေ6ပဲရနဲ့ရှစ်ကဒီမှာလေးမှာ ဒီရောကောက်လို့ရတယ် နင်းမေကခုနကတစ်ခုပေးလိုက်တယ် နာမည်နော်နာမည်ပြောသွားပြီတဲ့ကဲငါထလိုက်ချင်တယ်စက်ခွန်လေးပဲကြပါလို့30တဲ့မှာကြီး တုံးရွှေလက်ကောက်ရပါတွန်းတာဟောတာကြီးရအာနကွေး မကနေနဲ့ဘာရကြိုက်တဲ့ရုပ်ကို ရာ အဲ့ဒီပောက်ွယ်လို့ရှင်မောင်လေးကြိုက်တဲ့ရုပ်ကိုရေးရတယ် အခုဘာအောင်လဲခဏခဏနေ ပောက်လို့ရှင် ပေါလို့ရင်ကြိုက်တဲ့ရုပ်ရွေးယူ ကြိုက်တဲ့နံပါတ်ရဲ့ရုပ်ကိုမတင်မလို့ရှင်ကြိုက်တဲ့ရုပ်ကိုရေး โอเค14တဲ့ ဟိုမှာကလေးမင်းတို့သပင်းနဲ့ကွက်တီပဲတိုင်း ဘာနာမည်ကြီးပါလဲ ရေးမယ် လေးမဲကြံလေးမဲရှိပါ နောက်ချုပ်ရော နှစ်မဲကြံသေးတယ်မတမဲနိုင်တယ်မနော် ကျွန်တော်တို့ကနောက်တော့ဂျုံကြည့်လို့နေတယ်နောက်ကလို့ ဩငါစီမှာတန်ရောတင်တွင်နေတယ်လုံးမဟုတ်ဟာရောက်ကြည့်တော့မကြည့်ရသေးပေါ်နေရှင်းနေတာ မဲလေးလိုက်6တယ်ဝါတော်လိုက်တော့ လွန်တာပေါ့ဒါလေးလက်ဆောင်လိုက်ပေးလို့ရတယ်အဲ့နေယူသွားတယ် ခဏတော့ပြီ နှစ်ခုကြီးလိုက်ဟုတ်တယ်နော်တော့မလေးနဲ့ကမဲကြလိုက်ရသူတော့ပလိန်ခွေတာကဲနောက်ဆုံးတော့လေဒီတိုင်းပဲပလိန်ကုန်ပြီးပြန်ရတဲ့ကိန်းပေါ့နော်ဘာဖြစ်ကျွန်တော်ကတော့တန်သွားတယ်မတန်တာတော့ဟိုကောင်နဲ့လက်စနေရွယ်လား အဲ့ဒါဘယ်နှထောင်ကိုပေါ့ပါ တထောင်ဘူး ဆုံးကျေဆုံးရပြမယ်လက်ပြမယ် လက်စောတပေါင်းဝဲမို့လားလက်စနေကျတန်ပါတယ်နော်ပြောကြတယ်ဆိုတန်တယ်တော့တန်အဲ့တော့ဟိုကလာအဲ့တောင်ထဲမှာဟိုမိုနိုပိုလီတွေကြီးတယ် ရုပ်ရင်းမှာပါတယ် ဒီလိုနဲ့ပဲဈေးတန်းထဲမှာရှောက်သွားခဲ့တယ်ကျွန်တော်တို့ရဲ့တငယ်ချင်းအဖွဲ့ကတော့ဒီတိုင်းပဲပြောရှင်းရှင်းနဲ့ပဲအိမ်ပြန်လာခဲ့လိုက်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီရုပ်လေးကိုရခဲ့ပါတယ်ရုပ်ကိုကျွန်တော်ရတဲ့အချိန်ကနေစပြီးခုချိန်ဒီကျွန်တော်ရုပ်ကိုဖောက်တော့မဖောက်ကြည့်ရသေးဘူးပေါ့နော်ကျွန်တော်အပြင်ပန်းကနေလည်းပဲကြည့်ရပါသေးတယ်ဒီရုပ်လေးကတော်မိုက်တော်လေးလှရပေါ့နော်ဝုံရုံမဟုတ်ဘဲနဲ့ရုံလေးပဲဖြစ်ရုံလေးပေါ့နော်ပြောရမယ်ဆိုရင်ဗျာဒီရုပ်က1000လောက်ပဲဆိုတော့ဗျာအရင်တော့တန်ဖို့မကြည့်ဘူးဗျာဒါပေမဲ့ကျွန်တော်ရဲ့ကံကောင်းမှုတွေနဲ့ရထားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့တန်ဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ချစ်ရတဲ့သူတယောက်ကိုပေးချင်ပါတယ်အဲ့ဒါကတော့ဘယ်သူလည်းမသိပါဘူးဒါကတော့စတာပေါ့နော်ကျွန်တော်ကတော့ရွာသားပဲဖြစ်ပါတယ်တစ်ဖက်ကလည်းကျွန်တော်ကိုပါမီတွန်ဆိုပြီးတော့တီးကြရပါတော့ကျွန်တော်ရဲ့ဒီ YouTube channel ကိုလည်း subscribe နေပြီးဖို့အတွက်တောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် entertainment video တွေ reaction video တွေဆက်ပြီးတော့တင်ပေးသွားပါမယ်ဗျကျွန်တော်ကတော့ရွာသားပါတွေးဆုံခြင်းရခဏတာဆိုရင်ခွက်ခွာခြင်းနဲ့လည်းကြုံတွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ပြန်မဆုံခြင်းခင်ခဏလေးမှာအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ပိုင်ပိုင်ပါခင်ဗျာ